အမာဒီဗီဖိုရုပ်သံလိုင်းနဲ့ပြုံးပလေးဆိုတော့ YouTube channel တို့ကိုဒါရိုက်ကြည့်ရှုအားပေးနေကြတဲ့အားသားဝါနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဖေဖော်ဝါရီလ20ရက်နေ့မြန်မာစံတော်ချိန်ညနေ4:00နာရီအချိန်မှာတော့မြန်မာ National League ပွဲစဉ်18ရက်ပွဲကောင်းတစ်ပွဲဖြစ်တဲ့သစ္စာအားမယ်အသင်းနဲ့တကုံပို့အသင်းတို့ကတော့ရန်ကုန်မြို့မှာရှိတဲ့တူဝနာအားသားကွင်းမှာမကြခင်အချိန်တော်တွင်းမှာတော့စတင်ရှင်မြန်ကစားသွားကြတော့မှလည်းဖြစ်ပါတယ်看这个被变推了的 ，Foster， 那么现在我他妈一直没变推了的，先把这三门店变下来了，一人回了比，来干了比 ，Foster， 先把六倍嘛，送不送？变来飞来，来干了比，可比嘛？比个的不会进三米路，到小你等你的，今天不会什么，送不送？等我的姑娘三米了，六开始也比去吧的。ပြန်မသိရဲ့အနေငယ်ပေါ်ရောတဲ့ကစားရတစ်ခုအောက်မှာပဲရလာတဲ့ခွေးတစ်ခုတော့စောမျိုးစောအမိယာဆုံးသက်ပြီးတော့တရားဒီမှာသူရဲ့သွင်းကိုကိုတော့ဆက်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်တရားဒီမှာသွင်းကိုဆက်တကူရလာတဲ့စောမျိုးစောလက်ရှိမှာတော့ရရှိလာတဲ့ခွေးတစ်ခုတော့မိမိရအသုံးချပြီးတော့ဒီနေ့ပွဲစဉ်ကိုတော့စတင်ဥဆောင်စေခဲ့ပြီဖြစ်ပါတယ်ကိုရဲလင်းဆိုရင်တစားမှန်တင်ရတော့ရရှိလာတဲ့ခွေးကောင်းတစ်ခုကိုအမိယာအသုံးချပြီးတော့ပွဲကိုတော့စတင်ဥဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်တစားမှန်တင်ပဲလိုက်ပြီးတော့ဆဲထားတယ်ရှာလာတယ်မြတစားမသိမဲ့ချိန်မှာတော့တင်းကောင်းဆောင်နောက်ဆိုးပြိုင်မကစားမပေါ်တော်လေးတိတာတဲ့ဟန်တာမှုတစ်ခုကိုတော့ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ဘယ်ကြီးကနေအောင်ထောအေးရတဲ့ဟိုဆွဲဝင်ဖို့ကြိုးစားမှာတော့နောက်ဆိုးဟန်တာထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကစားပုံချမ်းခဲ့တဲ့ကွန်ပေါ်တင်ရဲ့ခန်းစစ်ကအတင်းကောင်းဆောင်နောက်ဆိုးကိုလည်းအဝါကက်ပြပြီးတော့သတိပေးထားတယ်မြ။ခွင့်ပြုပေးထားတဲ့ဥဆောင်ကိုပြန်လည်ပြီးတော့ခြေပေါက်မလဲဆက်လက်ပြီးတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်။ဒီကွန်ပေါ်တင်မဲ့ရှုပ်ပေးထားတယ်။ကိုင်းမချဲချက်ထိန်လာတယ်ညာချမ်းတွေပဲကိုင်းမချဲချင်းနေကြည့်နေအဲ့ဒီဆွဲဝင်လာတယ်ကိုင်းမချဲလဲလိုက်တင်မောက်ပေးတာပြီစကုံပို့အသင်းကတော့မြန်မာ National League ပွဲစဉ်17မှာရာမညာအသင်းကိုနိုင်ရရှိပြီးတဲ့နောက်မှာနိုင်ပွဲမရရှိခဲ့တာဆိုရင်တော့6ပွဲစတိုက်တွေရှိလာခဲ့ပြီပဲဖြစ်ပါတယ်ညီတို့ရတဲ့ချိန်တွေမှာတော့ဂုံပို့အသင်းရဲ့တိုက်စစ်ကကန်တိုနာဂုံပို့အသင်းအတွက်လိုအပ်နေတဲ့ချစ်ပါကိုတကူတော့အသွင်းယူပေးလိုက်နိုင်ပြီပဲဖြစ်ပါတယ်ဒီတွင်းကိုကြောင့်ပဲကန်တိုနာရဲ့ဒီယာဒီမြန်မာ National League တွင်းကိုကတော့6-6ထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတန်းစင်းဆုံး PR တွေရှိနေတဲ့အတွက်ကြောင့်မို့လို့ဖြစ်မနေရမတဲ့စုဆောင်းဖို့လိုအပ်နေတဲ့ဒီနှစ်သင်းအခုချိန်မှာတော့ဂုံဘောအသင်းလိုအပ်နေတဲ့ခြေပါကိုတကူတော့ပွဲကစားချိန်မိနစ်20ကျော်မှာတော့အသင်းရဲ့တိုက်စစ်မှာဒီနေ့ပြန်လည်ပါဝင်လာတဲ့ကန်တိုနာတွင်းယူပေးလိုက်နိုင်ပြီပဲဖြစ်ပါတယ်လာမင်းထွေးချင်းနေကြည့်နေတယ်ဂိုင်းမစ်ချယ်လက်ကန်တယ်လေကြောင်းတွေပဲတောက်ချဆွဲလာတယ် Foster ပဲဘယ်ကြောင်ထုတ်ပြီးတော့တယ်ရဆောင်ချက်ထိန်တော့တယ်ရဆောင်ပဲအလေဖြတ်ချိုးပေးတာလေလှပိတ်ပြီစာမတင်ရဲ့ခန်းစစ်ကဥလာခဲ့တာဖြစ်ပါတယ်စောမျိုးစောမင်းမောရှိတဲ့ဘယ်ကြောင်ပြန်ထွဲလာတယ်မင်းမောဦးပဲတယောက်ချိုးလာတယ်ပထမအချိန်အဝါကက်ပြတ်သားခြင်းခံရတဲ့နောက်ဆိုးဒီချိန်မှာတော့တော်လေးအနေများတဲ့အခြေအနေတစ်ခုအောက်ကပဲနှစ်ဝါထီနီနဲ့ပြိုင်ပွဲကနေထုတ်ပယ်ခြင်းတော့ခံခဲ့ရပြီဖြစ်ပါတယ်ပထမအချိန်ဝါကက်ပြတ်သားခြင်းခံရလို့သူရဲ့ကစားပုံတွေကိုသတိထားဖို့လိုအပ်နေတဲ့အသင်းကောင်းဆောင်နောက်ဆိုးဒီချိန်မှာလည်းမမျှော်လင့်တဲ့အနေအထားတစ်ခုကနေမင်းမော်ဦးပေါ်သူရဲ့ဟန်တာမှုကတော့ကြံခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီချိန်မှာတော့ကွင်းနဲ့တန်းနောက်ဆိုးကိုတော့နှစ်ဝါတက်တီဆိုတဲ့အနေအထားမျိုးနဲ့ပဲကွင်းထဲကနေတော့ထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာပွဲရဲ့အလှည့်ပြောင်းပွဲရဲ့တံပိုးမြင့်တဲ့အနေအထားတစ်ခုကတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။နောက်ဆိုထုတ်ပယ်ခံရမှုနဲ့အတူလက်ကျန်ပွဲချိန်တွေမှာတကုံပေါ်တင်ရတော့ကစားမ10ရောက်နဲ့အတူပွဲကိုတော့ဆက်လက်ပြီးတော့ရင်ဆိုင်ကစားသွားဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်။တင်ပေါ်ကစားမရဲ့ဖေးဖို့မှုကိုပြန်လဲဆယ်ယူဖို့ကြိုးစားနေပဲနောက်ဆိုမမျှော်လင့်တဲ့အနေအထားတစ်ခုနဲ့ပဲဒုတိယအချိန်ဝါကက်ကိုတော့ထပ်မံပြီးတော့ပြတ်သားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုညနေစိုးရေပထမပိုင်းပွဲပြီးဆုံးဖို့နီးကပ်လာတဲ့အချိန်မှာပဲဒီနေ့ပွဲစဉ်ရဲ့အလှည့်ပြောင်းတစ်ခုကတော့ဖြစ်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်မင်းမော်ဦးပွဲရဲ့ရလက်ကိုထပ်ပြီးတော့အပြောင်းလဲလုပ်နိုင်မလားဆက်လက်စောင့်ကြည့်သွားအောင်မင်းများမင်းမော်ဦးလက်ခံလာပြီဂိုင်းမချဲအေးရဝင်လာတယ်တခုပေါ့ပဲလက်ခံပြီအသင်းဘော်ရဲ့ဖေးဖို့မှုကနေရဆောင်ပြိုင်မတင်ကိုရီးယားထဲမှာတဲကန်ခွင့်ရခဲ့တာဖြစ်ပါတယ်တစားမှတင်ပဲတက်မြတက်စပြန်လဲစတင်လာဖြစ်ပါတယ်စောမျိုးစောလဲမပေးတာဘေဘီ
ပွဲကိုနောက်ချိန်အကောင်ဆုံးပြန်ပြီးတော့ဥဆောင်နိုင်မဲ့အခွင့်အရေးကိုတော့လင်းထက်ဦးအကောင်ဆုံးသုံးမချနိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်ရုတ်တရက်အကောင်ဆုံးရရှိလာတဲ့တံပြန်တိုက်စစ်အခွင့်အရေးကနေတိုက်စစ်ကစားမှာစောမျိုးစောအေရီယာမှာဆင်သစ်ရှိနေတဲ့လင်းထက်ဦးကိုတော့အကောင်ဆုံးဖန်ဖိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်လင်းထက်ဦးရဲ့အဆုံးသက်အခုထပ်ပို့ပြီးတော့တိကျခဲ့မယ်ဆိုရင်တော့သစ္စာမှန်တဲ့ပွဲကိုပြန်ပြီးတော့ဥဆောင်ခွင့်ရရှိမှာဖြစ်လို့ဒီနေ့ပွဲစဉ်အနိုင်ရရှိဖို့တော့လည်းပို့ပြီးတော့တာလွန်တဲ့အခွင့်အရေးတစ်ခုကိုတော့ပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်မြစ်တွေကနေထားမျိုးတွေမှာတော့ဒုတိယပိုင်းမှာသစ္စာမှန်တဲ့တိုက်စစ်နဲ့တကုံပေါ်တဲ့ခံစစ်အားပြိုင်မှုတွေတော့တောက်လျှောက်မြစ်တွေနေခဲ့ရတာဖြစ်ပါတယ်စောမျိုးစောပဲကြောင်ထုတ်ပေးရတယ်မင်းမော်ဦးပဲချက်ထိန်ထားတယ်သစ္စာမှန်တဲ့ပဲမင်းမော်ဦးအလဲဖြတ်ပြီးတော့ပေးလာပြီးဖိပြီးကိုဘီမျိုးဇာမတယောက်အသာရမှုတိုက်စစ်ကိုတောက်လျှောက်အရှိန်မြင့်နေမှုတွေအောက်ကပဲလက်ရှိမှာသစ္စာမှန်တဲ့လိုအပ်နေတဲ့ဥဆောင်ကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ပေချန်နေမမော်ဦးရဲ့အတော်လေးကွက်မြင်တဲ့ပြဖို့မှုကနေဧရိယာမှာအစင်သေးပြေးဝင်လာတဲ့တိုက်စစ်ကစားမှာစောမျိုးစောဒီနေ့မှာအသင်းကိုတော့ဒုတိယချိန်ထပ်ပြီးတော့ဥဆောင်စေခဲ့ပြီဖြစ်ပါတယ်အဲ့လိုပြန်ပေးရတယ်လာမယ်ထွေးပဲဗျညာချမ်းနေပဲခြေလေးချိနေတယ်ခုံပေါ့ပဲထိုင်းမချေထပ်ပြီးလက်ကန်လာတယ်ခုံပေါ့ပဲလက်ကန်လာပြီဇာမတယောက်ရှော့နေတဲ့ခုံပေါ်တင်ရဲ့တံမြတ်တိုက်စစ်တွေကဘယ်လောက်ထိချိအောင်မလဲဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်အေးဝင်လာပြီလက်ကန်လာပြီခဲစစ်ကကောင်းထက်ဟေးအပိုင်ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်ခုံပေါ်တင်ပဲရှေ့ကိုလိုက်တင်မော့ပေးရတယ်အချိန်မှလည်းခုံပေါ်တင်ရဲ့ခေါင်းတိုက်ချက်ကိုတော့သစ္စာမတင်ရဲ့ကိုသမားနိုင်လင်းအောင်နေရာမှန်မှန်နဲ့ပဲပြန်လည်ပြီးတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်နောက်လက်ကျန်ပွဲကစားချိန်မိနစ်အနည်းငယ်အတွင်းမှာပဲဘယ်လိုမျိုးရလက်အပြောင်းလဲတွေဖြစ်ပေါ်လာမလဲဘယ်လိုမျိုးနီးစနစ်အပြောင်းလဲတွေဖြစ်ပေါ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့တွေစိတ်ဝင်စားစွာနဲ့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်စောမျိုးစောအေရီယာထဲမှာပဲကန်တယ်ကျိုထပ်တွဲရတယ်ဖိုးတောက်ချအလေကိုမော့ပြီးတော့ပြီပြက်ချက်ထွက်လာတယ်လက်ဖိတ်ပြီကိုဘီမျိုးဇာမတယောက်ရှော့နေတဲ့အနေထားမျိုးတွေအောက်ကပဲအချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာတကယ်ကိုစိတ်လှရှားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကိုတော့တကုံပေါ်တင်ယူဆောင်လာနိုင်ပြီဖြစ်ပါတယ်လူစားဝင်ဇာမရှန်နိုင်လင်းတကယ်ကိုလိုအပ်နေတဲ့ခြေပေါက်ကိုတော့ထပ်ဆောင်နာကျင်ချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာရရှိလာတဲ့အခွင့်အရေးတစ်ခုကိုတော့ပပနန်နိုင်ဆုံးသက်ပြီးတော့ခြေပေါက်ကိုတော့ပြန်လဲရှာဖွေသွားနိုင်ပြီဖြစ်ပါတယ်ကိုရဲလင်းဆိုရင်သစ္စာမှန်တဲ့အနိုင်ရရှိဖို့အတော်လေးနှီးစပ်နေတဲ့နေသားတစ်ခုမှာတကုံပေါ်တင်ရတော့အကောင်းဆုံးပုံစံအကောင်းဆုံးနေသားတစ်ခုနဲ့တော့ပြန်လည်ပြီးတော့အချင်းကပ်နိုင်ခဲ့ပြီဖြစ်ပါတယ်အားသာဝနာရှင်ပြည်သူများခင်ဗျာကျွန်တော်တို့အစီအကံတစ်ဆက်နေရင်တွင်းမှာပဲသစ္စာအမှန်အသင်းရဲ့တကုံဖို့အသင်းတို့ရဲ့ပွဲကစားချိန်မိနစ်တွေကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့သစ္စာအမှန်အသင်းနဲ့တကုံဖို့အသင်းတို့ဟာတစ်ဖက်ကိုတွင်းကို2ဂိုးစီနဲ့တေးရလက်ထွက်ပေါ်သွားပါကြောင်းအစီအကံတစ်ဆက်နေရင်းနဲ့ပဲကျွန်တော်တို့ရဲ့ direct ထုတ်လွှင့်တစ်ဆက်နေမှုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါခင်ဗျာဒီနေ့ပွဲစဉ်ကိုအချိန်ပေးကြည့်ရှုပေးခဲ့ကြတဲ့အားသာဝနာရှင်အားလုံးပဲစိတ်အချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ